Hello ကျွန်တော်တို့ DJ ကွန်ကရန်ကုန်ကပါနော်။များသောအားဖြင့်ကျွန်တော်တို့ကိုဗီဒီယိုရိုက်ချင်တယ်ဆိုပြီးတော့ဆက်သွယ်လာတဲ့လူတွေတော်တော်များများကကျွန်တော်တို့ကရန်ကုန်ကမှမသိကြဘူး။ဒါကြောင့်မို့လို့ဒီဗီဒီယိုလေးနဲ့ပြသလိုက်ပါတယ်ကျွန်တော်တို့ကရန်ကုန်ကပါ။အဲ့တော့နေမှာရှိတဲ့လူတွေကတော့ကျွန်တော်တို့နဲ့ TikTok ဗီဒီယိုရိုက်လို့မရဘူးလားဆိုတော့မဟုတ်ပါဘူးเนาะရပါတယ်ရိုက်လို့ရပါတယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကိုရောင်းတဲ့ပစ္စည်းကိုရန်ကုန်ကိုပို့ပေးနိုင်တယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီလိုဗီဒီယိုလေးတွေရိုက်ပေးနိုင်ပါတယ်ခင်ဗျခင်ဗျိုမရီတို့အတွက်မိမိရဲ့အလှတရားတွေကိုဖုံးကွယ်ထားတဲ့မျက်နှာပေါ်ကမှဲ့ကြောက်တွေကိုတဘာဝအတိုင်းဖြတ်နိုင်ပြီးဒိတ်ထွက်ဆိုးကျိုးအသားရည်ထိခိုက်မှုရှိနိုင်မရှိနိုင် online ဆိုတာငွေချရလွယ်ကူပြီးတော့ဝင်ငွေရဖို့အတွက်အမခံချက်ရှိတဲ့ social platform တစ်ခုဆိုရင်လည်းမှားပါဘူးเนาะဒီလိုအဲ့တော့ model မသုံးချင်ဘူး product တီးတန့်ပဲရိုက်ပေးဆိုလို့ရှိရင်လည်းပုံမှန်ရိုက်နေကြဈေးထက်တက်တာတဲ့နှုံသားတစ်ခုကိုကျွန်တော်တို့ထားပေးနိုင်ပါတယ်တဘာဝမဖြစ်စေစူပါနိုင်ဟာနဲ့အမျိုးမျိုးအပြင်မြေပြောက်ဖို့ရန်ခက်ခဲသောကျွမ်းတို့ငါးမျက်စိနဲ့လူတွေရဲ့ခန္ဓာကိုယ်မှာအများအပြားတွေ့ရတတ်တဲ့အသက်ပုံများကိုအချိန်3ရက်မှ5ရက်အတွင်းအမှန်တကယ်အမြင့်ပြောက်ကင်းနိုင်သည့်အပြင်အသားရည်လည်းပျက်စီးမှုမရှိကြောင်းတရားရပိုင်နှုန်းအမကချက်ပေးထားတဲ့တဘာဝမဖြစ်စေဘူးပဲဖြစ်ပါတယ်နော်အဲ့တော့ကိုကရန်ကုန်ကမဟုတ်တခြားမျိုးကလည်းဖြစ်နေတယ်နောက်ပြီးတော့ TikTok ဗီဒီယိုတွေလည်းရိုက်ချင်တယ်စိတ်ဝင်စားတယ် digital နဲ့ပဲရိုက်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကို product လေးတွေပို့ပေးနိုင်လို့ရှိရင်ကျွန်တော်တို့ဒီလိုဗီဒီယိုလေးတွေဖန်တီးပေးနိုင်ပါတယ်ဒီလိုဗီဒီယိုလေးမှာ model သုံးချင်လဲရပါတယ်ကျွန်တော်တို့ဘက်ကစီစဉ်ပေးနိုင်ပါတယ်စိတ်ဝင်စားလို့ဆက်သွယ်ခြင်းနဲ့ဆိုရှင်တော့เนาะကျွန်တော် logo ပေးကကဏ္ဍလေးတွေကို Viber တစ်ဆင့်ဆက်သွယ်ပေးပါဒီချက်ကုန်းတင်းဟာလေးပြန်လဲပြီးတော့ဆက်သွယ်ပေးပါလိမ့်မယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်เนาะ